tension please ဒီနေ့ကတော့ကျွန်တော် Arsenal နဲ့Paris Saint-Germain PSG နဲ့ UCL ညပိုင်းည7:00 နာရီပေါ့နော်ဘန်ကောက်ချိန်ကျွန်တော်အခုဘန်ကောက်မှာနေနေတာဆိုတော့မြန်မာစံတော်ချိန်10:30မှာကပ်မှာဖြစ်ပါတယ်ဒါ Arsenal အသင်းရဲ့ဒါနှစ်ပေါင်းများစွာကြာပြီးတော့မှဒါတက်လာတဲ့UCL final ပွဲလည်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ပြီးတော့ Arsenal အသင်းကလောလောလတ်ကမှပဲကျွန်တော်တို့အမှတ်ပေးဖလားကိုရရှိထားတဲ့ဘူနူနေအသင်းလည်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်လုပ်မဲ့အခွက်ကတော့ဘာလဲဆိုတော့ကျွန်တော် Man U fan ပါဒါကြိုပြောပြတာပေါ့နော် Man U fan ဆိုတာကြီးကိုမုန်းတယ်တော့မဟုတ်ပါဘူးကျွန်တော်ကဒီနေ့ကျွန်တော်လုပ်မဲ့အခွက်ကတော့ကျွန်တော်ဘာလုပ်ပါလဲဆိုတော့ကျွန်တော်ဘယ်သူနိုင်မလဲဆိုတော့မှန်းတယ်အဲ့တော့ကျွန်တော်အခုအာယုံထဲမှာကျွန်တော်ပေါ်နေတာတခုရှိတယ်ပေါ့နော်ဖလားရမဲ့အသင်းကိုကျွန်တော်အာယုံပြုတ်လိုက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အာယုံကတော့မှန်လေးရှိတယ်အမြဲတမ်း logo နှစ်ခုရှိမယ်ဗျာဒါ television ထားပါတော့ဒါ television ကိုကြည့်ရပေါ့ဗျာကျွန်တော်အောင်ထပ်ပိုင်းလို့တူးနေမယ် television ကြည့်အဲ့လိုကျွန်တော်ပြောချင်တာဒီလိုtelevision ရှိမယ်ဒီ television set မှာဆိုရင်ကျွန်တော်တို့ဒီဘောလုံးမှာ goal score ပြရတယ်ဗျာဒီလိုပဲပြောလိုက်မယ် TV မှာဆိုလို့ရှိရင် left top corner ဘယ်ဘက်အချမ်းပေါ်ဘက်ဒီတော့အဲ့နေရာကိုကျွန်တော်အရင်ပြလိုက်တဲ့အချိန်မှာဘယ်အတင်းကဖလားရမလဲဆိုတာကျွန်တော်အယုံထဲမှာပေါ်နေပါတယ်ဖလားရမယ့်အတင်းက logo နှစ်ခုပေါ်တယ်ဟုတ်တယ်နော် TV နော်ဒါ TV နော် TV ရဲ့အပေါ်ဘက်ဘယ်ဘက်အပေါ်ဘက်တောင်းပါ logo နှစ်ခုပေါ်တယ် okay ဟုတ်နော်ဘယ်ဘက်အစွန်းမှာ logo တစ်ခုဘယ်ဘက်အစွန်းရဲ့ဘေးနားမှာ logo တစ်ခုဒါ rival ပြိုင်ဘက်နှစ်ခုအသင်းနှစ်ခုရဲ့ logo ပေါ့နော်အဲ့တော့ကျွန်တော်ဖလားရသွားမယ်အတင်းကိုကျွန်တော်မြင်ပါတယ်ဖလားရမယ့်အတင်းကဒီဘက်ဘယ်ဘက်အစွန်းဆုံးမှာပေါ်တဲ့ logo ကဖလားရမှာဖြစ်ပါတယ်ဆိုတော့ဘယ်ဘက်အစွန်းဆုံးမှာပေါ်တဲ့ logo နော်ဘယ်ဘက်အစွန်းဆုံးမှာပေါ်တဲ့ logo က Arsenal လည်းဖြစ်နိုင်တယ် PSG လည်းဖြစ်နိုင်တယ်ကျွန်တော်မသိဘယ်ဘက်အစွန်းဆုံးမှာပေါ်နေတဲ့ logo ကတေချာပေါက်ဖလားရမှာကျွန်တော်အာယုံထဲမှာပေါ်တယ်ဆိုတော့ဒါကျွန်တော် PSG ရမယ် Arsenal ရမယ်ပြောရမှာမဟုတ်ဘူး logo နှစ်ခုပေါ်နေတယ်ဘယ်ဘက်အစွန်းဆုံးမှာပေါ်တဲ့ logo တစ်ခုရှိတယ် right ဟုတ်နော်ဘယ်ဘက်အစွန်းဆုံးမှာပေါ်နေတဲ့ logo ပြီးရင် next to that logo ဆိုရင် another logo right it's another rival logo so အဲ့ဒါဆိုတော့ဘယ်ဘက်အစွန်းဆုံးက logo က Arsenal လည်းဖြစ်နိုင်တယ် PSG ဖြစ်နိုင်တယ်ကျွန်တော်လည်းမသိဘူးပေါ့နော်ကျွန်တော်အခုဒါဘန်ကောက်စံတော်ချိန်10:55ဆိုနောက်5မိနစ်ဆိုလာတော့မှာပဲ sorry ကျွန်တော်ချိလောက်တာမဟုတ်ဘူးအခုပဲနိုင်ကြည့်လိုက်တာပေါ့နော် okay ကျွန်တော်ဘလုံးဝဲကြည့်ဖို့လုပ်တော့မယ်အဲ့ဒီဗီဒီယိုကျွန်တော်ခဏပဲမြန်တင်တော့မယ်ဘာလို့ဆိုတော့ကျွန်တော်ရဲ့ဟာကြီးကဒီမှာလာထိုးပြီဆိုမှကျွန်တော်ပြရတယ်ဆိုတော့နေထားယူကျွန်တော်မဖြစ်စေချင်ဘူးကျွန်တော်ကဒါကြီးကို time travel လုပ်ပြီးတော့ကြိုပြောရဲဆိုတာမျိုးပဲဖြစ်ချင်တာ okay ကျွန်တော်ဗီဒီယိုမြန်တင်တော့မယ်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye see you